အနန္တ၅ပါးကိုရှိခိုးပါ၏ဖျားဒီလိုရှိခိုးရမှာတညရဲလားညတိုင်းလားညတိုင်းပါဗျာဘုန်းကြီးတို့ကတညရဲရှိခိုးစေချင်တာလားညတိုင်းရှိခိုးစေညတိုင်းရှိခိုးစေပါဗျာညတိုင်းရှိခိုးမှတိုက်တွန်းရတဲ့ဘုန်းကြီးမောကျိုးနတ်မှာလားရှိမခိုးမှမောကျိုးနတ်မှာရှိခိုးမှမောကျိုးနတ်ပါဗျာရှိခိုးမှမောကျိုးနတ်တရားနာပရိသတ်ကြီးလည်းအညောင်းခံပြီးတော့တရားနာကြရညတိုင်းရှိခိုးမှညောင်းကျိုးနတ်မှာလားရှိမခိုးမှညောင်းကျိုးနတ်ရှိခိုးမှညောင်းကျိုးနတ်ပါဗျာဒါဖြင့်ညတိုင်းရှိခိုးကြလို့ဘုန်းကြီးအထူးသဖြင့်တိုက်တွန်းပါတယ်တရားနာပရိသတ်ကြီးတော့ရှိခိုးပြီးသွားပြီဒီကနေ့အနန္တ၅ပါးကိုဘုန်းကြီးကိုယ်တိုင်ရှိခိုးပြီးတော့အန္တရာယ်နှင်ကြအောင်စို့အနန္တဂုဏအဟံဝန္ဒမိတပ္ပရာအနန္တဂုဏတေဇေနမမကာယေတဗ္ဗရောဟောသဗ္ဗသောကောသဗ္ဗအန္တရာယောခိပံဝိနာသန္တုဧတညတိကိစ္ဆာအမုံမိဩကာသေတိဋ္ဌာဟိအနန္တဂုဏဖယားကုံတရားကုံသံဃာကုံနှင့်မိကုံဖကုံဆရာသခင်တို့၏ဂုဏတော်ကိုသဗ္ဗရာတရားဟောရဘယ်ခါမဆိုင်အခါတိုင်းတရားဟောရဘယ်ခါမဆိုင်အခါတိုင်းဆိုတာဘုန်းကြီးတို့တရားကနေတိုင်းဟောတရားဟောခံဤမှာဘုန်းကြီးကိုယ်တိုင်အခက်မသိလို့ရှင်းမခိုးနိုင်လဲပဲတနေ့တနေ့အနန္တ၅ပါးရှင်းမခိုးတဲ့နေ့မရှိရအောင်ဘုန်းကြီးတို့လည်းအထူးသဖြင့်တတိယတိုင်းဘုရားကိုယ်တော်မြတ်ကြီးနဲ့အနန္တ၅ပါးကိုရှင်းခိုးနေကြဖြစ်တယ်ဒါကြောင့်သဗ္ဗရာလို့ဆိုလိုက်သဗ္ဗရာတရားဟောရဘယ်ခါမဆိုင်အခါတိုင်းဝန်ဓာမိတရားဝဲမစခင်စိတ်ကြည်လင်အောင်လမ်းရှင်ပြည်ဖြိုးလက်ဆက်ပြထိတ်မှမိုး၍ရှီခိုးကြောလိုက်ပါ၏ဖယားအနန္တဂုဏတေဇေနလောကတခွင်တွင်နိုင်ရှင်စရာမရှိပါသည်ငါပြဆုံးလင်ကုံဝင်ဖြိုးမော်တကူတော်ကြောင့်မမနှစ်ဖြားနှံ့ရုပ်ခန္ဓာပုဂ္ဂိုလ်ဟုတ်တရားရောင်ထင်းအောင်မှုပြဇတိလာဟုနာမသမုတ်အကျွန်ုပ်ဤကာယေငါးပါးခန္ဓာချုပ်ဆက်ခါဖြင့်အာယရဏဓမ္မလတ္တိတကိုကာယ၌သာဘာတော်ကိုကျင့်နာကြိုက်ခဲအသေးအဖွဲ့ကစ၍မြားလှပေါင်းချုံအလုံးစုံသောယောဂဟုသမျှသည်သာဘာသောကိုစိတ်ထောင်းရင်ကိုကြည်သမုံမစုံမပြေဆိုးဝိတဲ့အလုံးပွေ၍သေခြင်းအောင်မောလှတဲ့အလုံးစုံသောဆိုးရင်သောကဟုသမျှသည်သာဘာအန္တရာယောကြောက်မဲ့လောက်မှုအသွယ်သွယ်နှင့်ရင်ဝဲထိတ်တုံနှလုံးခုန်ယိုးကန်စားတာတကယ်ညှို့တတ်တဲ့အလုံးစုံသောအန္တရာယ်အမျိုးမျိုးတို့သည်ခိပံပိကြပေါ်တွင်ရင်မတင်သောခုပင်မကြလင်းမြန်စွာဝိနာသန္တုတရားတော်ပင်ဆင်းရဲရောက်မှတွင်တွင်ကြီးပြောက်ပြကြပါစေကုန်သတည်းဝိနာသန္တုတရားတော်ပင်ဆင်းရဲရောက်မှတွင်တွင်ကြီးပြောက်ပြကြပါစေကုန်သတည်းဧသအနန္ဒမိုးဆွေကဖြိုး၍မညှို့စေရဤဒီသာလျင်သဗ္ဗဝေရိယောသိမ့်သမကမြတ်လပေါင်းချုံအလုံးစုံသောယန္တုဟုသမျှတို့ကိုညတိညာပနံနိကလေယမနေပေါင်းတေချာမယွန်းသိစေခြင်းပေသည်ခေသတရားဓမ္မဟောပြနေမုတ်ချမသွေသွားကြပါလေအမုံဟိဩကာသေဤမဝေကွာတော်ရအယ၌တိဋ္ဌာဟိဒေါသတွေရုပ်သိမ့်၍သုံတိမ့်ပေခွာဤနေကြပါစေကုန်သတည်းပရိသတ်ကြီးလည်းအနန္တ၅ပါးကိုရှ िख ိုးပြီးပြီဘုန်းကြီးလည်းရှ िख ိုးပြီးသွားပြီအနန္တ၅ပါးရှ िख ိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးတို့ရှေ့ပိုင်းကြေညာထားတဲ့တရားကောင်းစဉ်လေးကဘာတဲ့တုံးကြည့်လားသမီးထက်ငယ်သောဖေဖေပရိသတ်ကဘုန်းကြီးတော့တမျိုးထင်ပါ
သမီးထက်ငယ်သောဖေဖေဆိုတော့ကိုအေးကလည်းကြီးညာသွားတယ်သမီးထက်ငယ်သောဖေဖေဆိုရင်တော့ပထွေးနေမှာသူကရွှေမျိုးရမ်းဆက်ပထွေးမဟုတ်ဘူးပြိဿအဖေချင်းအဲ့ဒီအဖေအရင်ကသမီးထက်ကိုငယ်တဲ့ပြိဿယုံရလားပြိဿကြီးဘာပြောချင်လဲကြားမှကြားဘူးပဲဘယ်ယုံလိမ့်ယုံခြင်းယုံမယုံခြင်းနေပြိဿအဖေကသမီးတဲ့ငယ်တယ်မယုံခြင်းနေလေကျုပ်ကတော့ဒီတိုင်းပဲပေးတယ်ဒီတိုင်းပဲဟောသမီးထက်ငယ်သောဖေဖေဘာတဲ့တုံးပြိဿကြီးသမီးရဲ့ငယ်သောဖေဖေပါဗျာဟဲ့စကြစို့တန်တာကြီးလားဟာပုံပြင်လားဟာကာတွန်းတွေကလားဟာအောင်းမေ့နေမှာပေါ့မဟုတ်ပါဘူးဘုရားဟောဇတ်လန်းကိုဘုန်းကြီးဟောဘုရားကိုတော်မြတ်ကြီးကသမီးထက်ငယ်သောဖေဖေလို့ဟောသလားဘုရားဟောသပြောရဲကြီးပြောတယ်မကြားဘူးသေးတဲ့လူတွေဆိုတော့တရားအထုဆန်းဟောရတရားများယွန်းနေရင်တဲမနာခြင်းကြဘူးဒါကြောင့်မို့လို့ကျုပ်ကလည်းအဆန်းကြီးဟောရနောက်ပိုင်းဇာလန်ခုရတိနာမည်ပေးသေးဘူးဇာထုတ်ကတော့ရှာပြီးသားနာမည်ပေးဖို့ကိုခုနှစ်ကတကာအေးကလျှောက်တယ်ဘာတရားနာမည်ပေးမလို့နဲ့နောက်ပိုင်းပြီးသေးဘူးလို့ပြီးတော့မှစဉ်းစားအောင်ပဲလို့နောက်ပိုင်းကျမှထိုင်ရင်းစဉ်းစားကောက်ကြည့်ညာရအခုဒီနေ့ဟောမဲ့သမီးထက်ငယ်သောဖေဖေဆိုတာလေခုနှစ်ကလေးတည်းမှာပြီးသွားတယ်မိနစ်20လောက်အတော်တွင်းမှာဘုန်းကြီးရေးလိုက်တဲ့စာလေးတပုတ်စီလေးဝါလေးကြိုက်အောင်တော့ကြည့်ရှုရေးတာပါပဲအတော်လေးပါလေးနဲ့ကြိုက်မလားတော့မသိဘူးပေါ့ခုနှစ်ကမှရေးတာဘုန်းကြီးကလည်းတမျိုးတရားနာပြီးကနေ့လေကြိုရေးလို့မရဘူးဓမ္မတရားဟောမယ်လို့နေ့လေမှာကြံလို့မရဘူးဘုန်းကြီးကညတရားဟောရမယ်ဆိုရင်စကားပြောတဲ့လူများလာလေဘုန်းကြီးကကြိုက်စကားပြောတဲ့လူမလာရင်ပလက်ကြီးလှမ်းနဖူးပေါ်လက်တင်စဉ်းစားတရားတွေဘာတရားဟောမယ်ဘာဟောမယ်အဲ့ဒါစဉ်းစားကိုယ်ကားဖြစ်ကုန်ပြီစောစောကစဉ်းစားထားတာညတရားတွေတစ်ခုမှမပါဘူးပါဇာထဲတွေ့ရထွက်သွားတာဒါကြောင့်စကားထိုင်ပြောနေရကထပြီးတော့တရားဟောရမှာစကားပြောတဲ့ထဲကပဲမလို့ကျွတ်တူကအခန့်ကခြင်းပါခြင်းပါလာကဲရှိသေးတော့လေသမီးထက်ငယ်သောဖေဖေဒါလေးနဲ့စထားရသာဝဋ္ဌိပြေမွန်ဇေဒဝန်ကျောင်းတော်မှာသတင်းသုံးတော်မူစဉ်အခါသူမနာဒေဝီလို့ဆိုတဲ့မိမပြိုလေးကိုအကြောင်းပြုပြီးတော့ဟောတယ်ဗျအဲ့ဒီကလေးမကအဖေတဲ့ကြီးအဲ့ဒီကလေးမထက်သူ့အဖေကငယ်တယ်ယုံရလားပြိဿယုံပါဗျာဟေးဟာမယုံဘူးတဲ့နော်အေးလေနောက်ပိုင်းကျတော့ယုံလာမှာပေါ့ငါပဟေလိခတ်ဆန်ဆန်မှဲ့ထားတဲ့နာမည်ပေါ့တရားအဆန်းဟောခြင်းလို့အဲ့ဒီကလေးမလေးစီမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကသူ့ကိုအကြောင်းပြု၍ဣဒာနန္ဒတိပစ္စနန္ဒတိကတ္တပုံညောဥပယထနန္ဒတိဘုံညာမေကတံတိနန္ဒတိဘိယောနန္ဒတိသူကတိင်္ဂတာလို့ဒီဒေသနာကိုဘုရားဟောပါဘယ်သူဟောပြီလဲသူမနထေဝီအကြောင်းပြုဟောတရားအသစ်နော်တခါမှမဟောသေးဘူးဒီနေ့စဟောတာဘေးသားကြီးအသစ်နဲ့အဟောင်းပဲဟာကြိုက်ကြည့်ရပါဗျာကြည့်ရှုလည်းကြိုက်ကြပေါ့ပြောပါလေဒါလေတော့ဂျာသရီမပေးဘူးရှိမှာစိုးလို့အသစ်ကြိုက်လို့ဘုန်းကြီးတွေတရားဟောခက်ကုန်တာပေါ့ရှင်မရကြားဘူးပြီးသားတရားကြီးတွေမဟောပါနဲ့ဖေရဒီလိုလျှောက်တဲ့တရားတော်မတွေကကျုပ်ကိုလှိုင်လျှောက်ရှင်းတော့ကဥဒိဋ္ဌကြီးလို့ပဲဒါပြောပြီးသားပုံပြင်အသစ်ကြိုက်တဲ့လူတွေကိုဒီပုံပြင်ကိုဘယ်နှခါထပ်ကျုပ်ကပြောတတ်တဲ့အလေးရှိရှင်းတော့ကဥဒိဋ္ဌကြီးတရားဟောသိကောင်းအတန်ကကောင်းအတန်ကောင်းမသိတရားကရိုးလာဘယ်လူဟောစေတနာသုံးတာစေတနာသုံးတာကြီးဟောတော့တရားကရိုးလာအစတုန်းကတော့သူတရားနာပိဋကပြည့်ရှမ်းလို့နောက်လူမရှိဥဒိဋ္ဌစဉ်းစားတယ်ဟဲ့သူတော်ဖေဟာငါတရားဝဲအရင်တုန်းကသိစီတာအခုလူမရှိဘူးကွာအဲ့ဒါဘယ်လိုဖြစ်သွားတာဘယ်လိုဖြစ်ရမလဲကိုတော့တခါလာမဲပြပစိုးတခါလာမဲပြပစိုးကိုတော့တရားကရိုးတာစေတနာသုံးတာကြီးပဲပြန်လာပေါ့ကိုတော့ကြာဘူးပြီးသားကြီးဆိုတော့အေးဒါဖြင့်တို့တရားအသစ်ရှာရအောင်တော်တယ်သွားကြစို့တရားစာအုပ်ထဲမကြည့်ပဲနဲ့တော်တဲ့ထွက်တရားအသစ်ရှာ
ပြေးသားကြီးတော်တဲ့တရားတွေ့ပါမတွေ့ဘူးမတွေ့တော့တောင်ပေါ်တက်ကြလို့ကွာတောင်ပေါ်တက်တရားရှာကြောက်ခဲတို့သစ်ပင်တို့တွေ့မှာပေါ့အဲ့ဒီလိုတရားနာပြေးသားတောင်ပေါ်တက်တရားရှာလိုက်တော့တောင်ခပယံလေးအရောက်ဘဝကောက်တဲ့ကလေးမလေးကဝါခင်းထဲကတချင်းဆိုသို့သားဟိနောက်ကကလေးမလေးဆိုတဲ့သချင်းတောင်တော်ဟယ်လိုတောင်တော်တရားပမျိုးစုံလာသောတောင်တော်တရားပမျိုးစုံလေရာဝိမာလာခိုင်ပန်းတဝိမာခိုင်ပန်းတဝိမာဆုချင်းရှာသူလည်းမရှိပါဆုချင်းရှာသူလည်းမရှိပါနဂိုရီတောသဘာဝမှာနဂိုရီတောသဘာဝမှာလောက်ကင်ကစားတောင်းနေရအေးဟန်ကြသွားပြီနော်ဝါကောင်းသမားဘေးသားယူတရားလားသချင်းလားရှင်းရှင်းပြောစမ်းတရားလားသချင်းလားသချင်းပါဗျာဘသူဆိုတာလဲဟိဝါကောင်းသမားလေးဆိုတဲ့အတန်ကိုဥတိတ်ခကြားဟေးသူတော်ဗျာနားထောင်ကောင်းမူလားဟိကောင်းတယ်ဗျာဝါကောင်းသမားလေးဆိုနေတဲ့သချင်းဗျာဟေးသချင်းမကလို့ဘာဖြစ်ဖြစ်မင်းမကြိုက်ဘူးလားကြိုက်တယ်ဗျာငါလည်းကြိုက်တယ်ကွာဟေးတချင်းမကလို့ဘာဖြစ်ဖြစ်ဖိုးသူတော်နဲ့ဘုန်းကြီးတောင်ကြိုက်ရင်လူတွေကြိုက်တော့တယ်ကွာအဲ့ဒါတို့တရားလို့ခေါ်ရရဲ့ပဲနဲ့ကောင်းပါဗျာလာမင်းနဲ့ငါနဲ့တစ်ဖြတ်စီထိုင်မှတ်ရဆိုးမှာပါကွာစောင့်ရနောက်ဆိုးတဲ့ကလေးမလေးကတောင်းတော့တရားပန်းမျိုးစုံလာသောဝိမာလာခိုင်ပန်းတဝိမာဆွချင်းရှာသူလည်းမရှိပါနဂိုရီတောသဘာဝမှာလုတ်ကိုင်ကစားတောင်းနေရမဲဖျားသားတွေပါနေနဲ့အစင်းကိုပြေးနေတာဟိကြလားအဲ့ဒါလို့ဆိုလိုက်တော့တစ်ဖြတ်စီမှဟဲ့သူတော်မင်းရရှင်းမရတော့ဒီကွာငါလည်းနည်းနည်းတော့ရပြီကွာမင်းနဲ့ငါနဲ့ဟိုတစ်ဖြတ်စီမှတ်ပြီးစတ်စုလုပ်ရရင်ပြည့်သွားမှာပါကွာငါရတာကလေတောင်းတော့သားရပန်းမျိုးစုံလာသွားတပည့်တော်ကလေဝိမာလာခိုင်ပန်းတဝိမာဟေ့သူတော်ငါကဆုချင်းရှာလို့လည်းမရှိပါတပည့်တော်ကလေငကိုရီတောသဘာဝမှာဟေ့သူတော်ငါကလုတ်ကိုင်ငါစားတော့ကိုင်တချင်းတစ်ပုတ်ပြေးသွားရောပေးသားကြီးနှစ်ယောက်စတာပြေးဘူးလားပြိဿပြေးသွားတယ်ပြိဿအဲ့ဒါလို့ပြေးသွားတော့ကိုင်เจ้าပြန်ကြဆိုမနေ့ဖြင့်ကမောင်တုတ်ကြီးလူကလည်းပင့်ထားတယ်ကွာဟေးမောင်တုတ်ကြီးလူကပင့်ထားတော့တရားသိဟောလိုက်မယ်ဆိုတာမောင်းနဲ့ကြီးညာကွာဆိုတော့သူတော်ကမောင်းလေးနဲ့ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာဆရာတော်ဥဒိဋ္ဌသည်မောင်တုတ်ကြီးရဲ့အလူမမနဲ့ဖြင့်ကတရားပွဲတရားဟောချီးမြှင့်မှာဖြစ်ပါသဖြင့်အရင်တုန်းကလို့တခါလားမဲဗျာပစိုးတရားယိုစေတနာသုံးတာမဟုတ်တော့ပဲတရားအသိဆမ်းမြဟောမည်ဖြစ်၍စောနေရအောင်ကြွတော်မူကြပါခင်ဗျာလှည့်ဖိတ်လိုက်ဟေးအသိတဲ့ကွာအမှန်တော့ဥဒိဋ္ဌကြီးကအတန်ကောင်းနေကွာတရားယိုးနေလို့ဟေးအသိတဲ့ကွာဆိုတော့မန္တထဲလူတွေရှမ်းလာနောက်တရားနာပြီးသားဟိုမန္တထရံနေခွာပြရမန္တကားကြီးဖြုတ်ပြရစီလိုက်တာကြိတ်နဲ့ဘုန်းကြီးကတရားဝဲစဘုသူတော်ကလည်းဘေးနာကထိုင်းလို့ပေါင်းတို့ကြီးဖေမင်းလေးယခုချွေးနေစာလေးတဲကရှိစုမဲ့စုလေးထုတ်ပြီးတော့လှူရတဲ့ကိစ္စအဲ့ဒီလိုလှူတဲ့ကိစ္စမှာစေတနာသုံးတန်ပြတ်ထမ်းပြီးတော့မင်းလှူတာကွမင်းအလှူကအေးလှူလားအပူလှူလားဟဲ့ဗျာအဲ့ဒါနားမလဲဘူးဗျာဟောအပူလှူဆိုတာကျွေးယူလှူတာပေါ့ကွငွေကူမျောပြီးတော့ဘိဿ1000တော့ရိုက်ကန်းထားတာပဲအကုန်လုံးလာရင်တယောက်ကိုဘယ်လောက်သွားနဲ့တွက်တော့အလေကျွေးလေးတော့ပြေကောင်းပါရဲ့နဲ့အဲ့ဒါလိုငွေကူမျောပြီးလှူတဲ့အလှူကအပူလှူကွမိမိရှိသမျှလေးနဲ့အပြတ်လှူတာမုတ်တစာကြီးအဲ့ဒီဒါနကအေးလှူကွဟာတပည့်တော်ငွေလေး900ရှိတာအပြတ်ပါဗျာကျွေးမယူဘူးဗျာအကူမခံဘူးဗျာအေးကောင်းတော့ကွမင်းမလှူပြီးရှင်းမဆားကကြံစီတာပုပ္ပစေတနာခေါ်တယ်ကွလှူစေကာလမှာမုံစစေတနာခေါ်တယ်ကွလှူပြီးနိဗ္ဗာန်ထီအောင်ဝမ်းမြောက်ရမယ်ကိစ္စကြီးကအပရစေတနာခေါ်တယ်ကွအစချီလိုက်တော့လူတွေလှုပ်ဖြစ်လာဘာထုလုံးကွာတရားအသစ်တခါလာလဲစေတနာသုံးတာဟေးပြန်ရစို့နောက်ကလူတဝက်လောက်ကလစ်
ဘုသူတော်မကျေနပ်ဘူးခက်တယ်ငါခုတော်ကြီးနဲ့တော့လူတွေပြန်ကုန်ပြီပြန်လာလည်းကြည့်မထင်ပါဘူးရတောင်ကြီးပိတ်လို့ဆိုဟောနေကွာကြဟုတ်သားပဲစေရနာ3နိုင်ကြီးဟောပြန်ကြမှာပေါ့ငါတောင်ပြင်းလာတရားအသစ်မေ့နေတယ်နဲ့တူတယ်နည်းနည်းလေးတော့သတိပေးဦးမကိုတော့တောင်တော်ဘုန်းကြီးကြားသေးဘူးကိုတော့တောင်တော်တရားဂါထာအသစ်ဖော်ပြီးမေ့နေလို့အစပြိုးပြီးနောက်ဘုန်းကြီးလှည့်ကြည့်တောင်တော်အေးဟုတ်ပြီနောက်ဘုန်းကြီးသိသွားတရားနာပြည်သာဒါနပြုတယ်ဆိုတာစေတနာ3နာမပါပြီးကိုမပြီးလို့ဒါအနည်းငယ်မျှပြောတာဒီတရားကရိုးနေတဲ့တရားသိဟောကြစို့တရားသိဟောကြစို့ဆိုတော့ပြန်သွားတဲ့လူတွေကခြေနှမ်းလေးတွေတွန်းသွားဟေးကောင်းနေအသိတယ်ကွာအသိဆိုနောက်ပြန်လှည့်လာတော့မှဥတိတ်ခကတိုင်းတရားသိဟောခြင်းလုံးလို့ဘုန်းကြီးတို့လည်းနားနဲ့ခင်ပြင်းရှိတာနဲ့တော်တဲ့ထွက်သွားတော့နှင်းကြီးဆန်းထားတဲ့သစ်ပင်ကလေးတွေစိမ့်လာဆူပြေသွားမြင်လိုက်ရတော့တော်တန်းတောင်တန်းလေးကြည့်ပြီးတော့ဂါထာလေးတပုတ်စက်ခဲ့တယ်ပြိဿအဲ့ဒီတရားအသိဟောမလို့ဂါထာဆိုတော့လူတွေကနားဆွင့်ထောင်ကြစပြီးတော့ဘုန်းကြီးကဂါထာတရားအသိဆိုပြီးတော့ online တောင်းတော့တရားပန်းမျိုးစုံလာစွာဝိမာလာခိုင်ပန်းတဲ့ဝိမာဆွချင်းရှာလူလည်းမရှိပါငါကိုရေတောတဘာဝမှာလောက်ကင်ကစားတောင်းနေရအဲ့ဒါလူလဲဆိုလိုက်ရောပရိသတ်ကသာဓုမခေါ်ဘူးလက်ခုပ်တွေထပြီးပရိသတ်ကသာဓုမခေါ်ဘူးလက်ခုပ်တွေထတာအဲ့ဒီနောက်လေဥတိတ်ခကြီးဘယ်လိုဖြစ်သွားတုံးဆိုတော့အတော်ကောင်းတဲ့တရားကိုကွာတဲ့ဟေးတရားကောင်းတော့ကွာအဲဆိုတော့သခင်ကောင်းတယ်ပြောတော့တရားကတောင်းတခြားဖင်တခြားပေါ့နော်ဂျာနီကန်တို့လည်းဆိုတော့သခင်ကောင်းတယ်ပြောတော့တရားဒါပေမဲ့လို့စားတောက်တာလောက်နဲ့တယ်မပြီးပဲနဲ့လောကုတ်တရားဘဟုတုတတပိုင်းထားလို့လောကီဘဟုတုတကတကန္ဓနဲ့လူငယ်နောက်ပေါက်ကလေးများမပြင်းရအောင်ဟောလာတဲ့ဘုန်းကြီးဆိုတာသိကြသဖြင့်ယောက်ျားရောမိန်းမရောကလေးရောလူကြီးရောဝိပဿနာသမားရောလက်ခံပြီးတော့နားနေတဲ့တရားတွေပါပြိဿမှန်ရလားပြိဿကြီးမှန်ပါဗျာဒါတော့တရားအသစ်ပဲဟောကြပါစို့ဟောကြစို့ဆိုခုတည်းဟောသေးဘူးကဲဆိုကြည်စမ်းပြိဿပါတယ်ဖခင်ကြီးကသမီးကလေးထက်ငယ်ပဲကြားဘူးကြရဲ့လားလောကလူများမယုံနိုင်စရာပဲကဲဖခင်ကြီးတဲ့သမီးကကြီးတဲ့ပရိသတ်ကြီးကြားမှကြားဘူးပဲလောကလူတွေယုံနိုင်မှာမလားမယုံနိုင်တဲ့တရားအဆန်းလို့ဟောတော့လေဘယုတ်ဒုက္ခမထင်နဲ့ဘုရားဟောတဲ့ကျမ်းဂန်ကထုတ်ထားတယ်ဗါတယ်ဆိုတော့မှဖခင်ကြီးကသမီးကလေးထက်ငယ်ပဲကြားဘူးကြရဲ့လားလောကလူများမယုံနိုင်စရာပဲယုံခြင်းယုံမယုံခြင်းနဲ့သမီးထက်ငယ်သောဖေဖေဘသူတဲ့ငယ်တုံးပြိဿဗါတယ်ယုံခြင်းယုံမယုံခြင်းနဲ့သမီးထက်ငယ်သောဖေဖေသမီးထက်ငယ်သောဖေဖေဟုတ်ပါသလေဘုရားဘဂဝါဒီတရားအထင်ရှားဟောခဲ့ပြီလောကလူတွေအတန်နဲ့နေလို့ဟဲ့သိနေကြတာဖေဖေအသက်ကြီးတာတော့ဟုတ်ပါသလေဘယ်နည်းနဲ့မှမငြင်းနိုင်ပါပဲအသက်ကြီးတာတော့ဟုတ်ပါသလေဘယ်နည်းနဲ့မှမငြင်းနိုင်ပဲအတန်ကဒီလိုမှမှန်ပါဘူးခုနကမှရေးထားတာဆိုတော့လေငါအတန်ကနည်းနည်းလေးပြောင်းသွားဗါတယ်သို့တော်လေ
ဒီသချင်းကဇက်လန်းမဟောသေးပဲနဲ့အဆုံးဆိုလို့မဖြစ်သေးဘူးဟာသိကုန်ပါဆိုလို့ဘာလဲနောက်ကပြန်လိုက်စမ်းပါဖခင်ကြီးကသမီးကလေးထက်ငယ်ပဲကြားဘူးကြရဲ့လားလောကလူများမယုံနိုင်ကြရပဲယုံခြင်းယုံမယုံခြင်းနဲ့သမီးထက်ငယ်သောဖေဖေသမီးထက်ငယ်သောဖေဖေဟုတ်ပါသလေဟုတ်ပါသလေဘုရားဘဂဝါဒီတရားအထင်ရှားဟောခဲ့ပြီလောကလူတွေသိနေကြတာဖေဖေသိနေကြတာဖေဖေအသက်ကြီးတာတော့ဟုတ်ပါသလေဘယ်နည်းနဲ့မှမငြင်းနိုင်မေဘယ်နည်းနဲ့မှမငြင်းနိုင်မေသို့တော်လေရှင်းသွားသေးဘူးသွားလို့ဖြစ်သေးဘူးဟောရအောင်စို့သုံးလောကထွတ်ထားသဗ္ဗညုမြတ်စွာဘုရားဒီခုနှစ်ကဘုန်းကြီးပြောခဲ့တဲ့ဣရဏန္တတိပစ္ဆနန္တတိအစရှိသဖြင့်သာဝတ္ထိပြေမွန်ဇေရဝန်းကျောင်းတော်မှာတရင်သုံးတော်မူစဉ်အခါသူမနာဒေဝီလို့ဆိုတဲ့မိမပြိုလေးတယောက်ကိုအကြောင်းပြုပြီးဟောတာကိုပြိဿအဲ့ဒီမိမပြိုလေးကဘသူသမီးလဲလို့ဆိုတော့ကျွတ်တူအနာရဝိန်တထေးကြီးရဲ့သမီးပြိဿကြီးဘသူသမီးတို့အနာရဝိန်တထေးကြီးကသမီး3ယောက်ရှိကျွတ်တူဘုရားကိုရောမြတ်ကြီးရွှေလက်ထက်တော်အခါကဝိသခါလီတနေ့မှာတန်ခါ2000နေ့စဉ်ဆုံးကပ်သည်ဘယ်2000တော့ဒီလိုပဲအနာရဝိန်တထေးကြီးများကလည်းတနေ့2000ဆုံးကပ်ကြသည်ဝိသခါနဲ့အနာရဝိန်တို့ကတန်ခါ2000ဆုံးကပ်တယ်လို့ဆိုတော့တပါးသောသူတွေဆုံးကပ်ဖို့ခက်သွားတာပေါ့ဝိသခါအနာရဝိန်မကပ်လို့တပါးသောသူတွေကပ်ပြန်ရင်လဲဝိသခါအနာရဝိန်တို့မှမရောက်လာရင်သူတို့လူတဲ့ဆွမ်းဒါနမမြတ်တရားသူများထက်မွန်မြတ်အောင်ထူးကဲအောင်ကတ်တဲ့ဝိသခါအနာရဝိန်တို့ဖြစ်နေကြတော့ဝိသခါကြီးကလည်းဒီလူတဲ့ဆွမ်းဒါနမြင်းမကလေးတွေကိုလွှဲပြီးတော့ဆွမ်းလူစီတယ်နောက်အဖွားရဲ့အရေးအရာပေါ့လေမြေကလေးတွေကိုဆွမ်းအလှခိုင်းဒီလိုပဲအနာရဝိန်တထေးကြီးကလည်းတရားနာပရိသတ်ရေသမီးကလေးတွေကိုအလှခိုင်းကိုစားထားပြီးတော့ဒီလိုကိုစားထားပြီးတော့အလှခိုင်းတဲ့အလေးအကျင့်ဟာယခုအခါမိဘများလည်းပဲအဲ့ဒီအတုယူထားကြတာနဲ့တူပါရဲ့မိဘအတုကိုသားသမီးတွေလိုက်လာတယ်ဆိုရင်ကောင်းထုကိုလိုက်မှာကောင်းထုဆိုတာကလည်းမိဘများကကောင်းတဲ့အလုပ်လုပ်မှာမိဘများကဖျားသွားတဲ့အလုပ်ကိုဝါသနာပါရင်သားသမီးလေးတွေဖျားမပါဘူးလားပြိဿဖျားပါသွားကြတဲ့ကမိဘများဖျားဖူးရင်သားသမီးလေးတွေဖျားမဖူးဘူးလားပြိဿဖျားဖူးတယ်မိဘများကကြောင်းကိုသွားတယ်ဆိုရင်သားသမီးလေးတွေမပါဘူးလားပြိဿကျောင်းရောက်တော့တန်ဃာတော်တွေလက်အုပ်ချီမှုရှ िख ိုးကြတော့ရင်မိဘရှ िख ိုးသလိုသားသမီးလေးတွေအတုလိုက်ပြီးတော့ရှင်မခိုးဘူးလားပြိဿမိဘတွေတရားနာသွားတော့လေသားသမီးလေးတွေတရားနာပါမသွားဘူးလားပါသွားတော့တစ်လုံးစားနှလုံးစားကြိုက်တာလေးတွေ့တော့မိဘများကြောင့်ဒီတရားနာရသဖြင့်မှတ်မသွားနိုင်ကြဘူးလားပြိဿမိဘများကောင်းတဲ့အလုပ်လုပ်ရင်သားသမီးလေးတွေလည်းကောင်းတဲ့အလုပ်ကိုလိုက်ပြီးတော့အတုလုပ်နိုင်ကြသည်မိဘများတရားနာတော့လေသားသမီးတရားနာရသည်မိဘများကြောင်းသွားတော့လေသားသမီးကြောင်းသွားရသည်မိဘများဖျားဖူးတော့လေသားသမီးဖျားဖူးတတ်သည်မိဘရုပ်ရှင်ကြည့်တော့ကိုသားသမီးလေးတွေပါမသွားဘူးလားပါသွားတော့ရုပ်ရှင်ကြည့်တဲ့အတုတွေကိုမိဘကြောင့်ရပြီးတော့လူငယ်ဆိုတော့လူကြီးတဲ့အာယုံ၅ပါးပို့ကြိုက်တဲ့ဖြင့်ခဏကြည့်ခြင်းလို့ပဲဆန်တောင်းတော့မိဘတွေမျက်စောင်းထိုးကြသည်ထိုးဘူးလားပြိဿကြီးမထိုးနဲ့အဲ့ဒါကိုကြောင့်မိဘကြောင့်ပုဗ္ဗာစရိယမိနဲ့ဖတယ်မှန်လားပြိဿကြီးမိဘများဇပ်ပွဲသွားတော့လေသားသမီးတွေဇပ်ပွဲသွားကြသည်သွားဘူးလားမိဘများလူကြီးတွေအတုလိုက်ပြီးတော့လူငယ်တွေကလောက်ကြမိဘများရီးလို့လေသားသမီးလေးတွေရီထလာသည်ဖေမေအခေါ်ခိုင်းလို့လေသားသမီးလေးတွေခေါ်ထလာသည်မွေးဖွားပြီးကစားတောကြီးတဲ့သွားပြစ်ထားလိုက်တော့မှလူရိုင်းတာဇန်ဆိုတာလူသားမကြားရတော့ဆင်အော်တော့လူရိုင်းတာဇန်ဆိုတာလူသားမကြားရတော့ဆင်အော်တော့
ကြိုးကြတဲ့ကရဝိတ်တွေအော်တဲ့အတန်သူသိသည်မြင်းနေနွားတွေအော်တဲ့အတန်သူသိသည်လူသားဆိုဘာမှနားမလဲတော့ဖေဖေရမေမေရဘုန်းကြီးရဖရာရရဟန်းရသံဃာရအစရှိသဖြင့်ဒီလိုအတန်ကလေးတွေလူတွေကြားပြီးတော့ကြီးတဲ့အခါပြောတတ်လာတာမိဘအတူမိဘကသင်လို့ဒါကြောင့်ပုပ္ပါစရိယရှေးဦးဆရာပါတဲ့မှန်ရလားပြိဿမှန်ပါဗျာရှေးဦးဆရာဖြစ်တဲ့မိဘမှားလို့ရှိရင်သာသမီလေးတွေမှားတတ်ပါသည်မှန်ဘူးလားပြိဿကြီးမှန်ပါဗျာမိဘများအတူမလိုက်ဘူးလားပြိဿကြီးမှန်ပါဗျာလိုက်တယ်နော်ခမရတို့အတူလိုက်ပြီးတော့အကုန်လုံးအတူတွေလိုက်ကုန်တော့အကုန်လုံးဘာပြောချင်သေးတော့အကုန်လိုက်ကုန်လားအကုန်လိုက်လို့ကုန်တော့ဘယ်ဝတ်ပေါက်ကထွက်မလဲဒီအလုပ်တွေကြီးအကုန်လိုက်လုံနေသဖြင့်တန်တရာတဲ့ဝဲလက်ခတ်ကုန်တာပေါ့မှန်လားပြိဿကြီးမှန်ပါဗျာအကုန်လုံးဆိုတာသဘောပေါက်ရဲ့လားသဘောပေါက်ပါဗျာအကုန်လုံးဆိုတဲ့ကတပြုံလုံးဘပုတ်ပုံးကြီးဟွာရောဘာမှမကြဘူးသာမှတ်တော့ကြည့်တရားနာပြိဿကြီးမိဘများရဲ့အတူကိုလိုက်လို့အနာတပိန်တစ်ထေကြီးကလည်းသမီး3ယောက်ရှိတဲ့ထဲမဟာသုဘရာချစ်သမီးနေ့စဉ်တန်ခါ2000ဆွမ်းကပ်နေကြအဖေကိုစားပြုတ်ပြီးတော့ငါသမီးကြီးလူဝေတမ်းမေတော့အဲ့ဒါလို့ခိုင်းထားလိုက်တာမဟာသုဘရာလေးကသောတာပန်တီးတန်ခါတော်တွေဆွမ်းပင့်ကတရားနာပြီးတော့သောတာပန်တီးပြီးတဲ့နောက်မှာအိမ်တော်ပြုသည်အိမ်တော်ပြုတော့လင့်အိမ်နောက်လက်ရရှာလေးသည်သုလသုဘရာလေးကြံနေခဲ့သည်သမီးလေးအငယ်သူ့မနာလည်းကြံနေခဲ့သည်ဘယ်သူတဲ့တုံးပြိဿသူ့မနာဒေဝီတဲ့ပြိဿအနာတပိန်တစ်ထေကြီးရဲ့သမီးငယ်လေးကြံနေသည်အဲ့ဒီအနာတပိန်တစ်ထေကြီးရဲ့သမီးကလေးသူ့မနာဒေဝီသည်သံဃာတော်ရှင်မြတ်များကိုနေစဉ်နဲ့များဆံပြုသူတရားနာဒိဋ္ဌိနဲ့သောတာပန်ဒိဋ္ဌိနဲ့ဝိသိကိစ္စကွာလို့တို့သောတာပန်ဖြစ်သွားတာပေါ့ပြိဿကြီးဒိဋ္ဌိနဲ့ဝိသိကိစ္စကွာပြီးကလေးမလေးပါဖြစ်သွားတယ်သောတာပန်ဖြစ်ပေမဲ့လို့သူကဒီမဲ့အဆင့်ဖို့အဆင့်တစ်ဆင့်နဲ့မကဘဲနဲ့ရှေ့တစ်ဆင့်တက်သွားအရင်အမတွေကတော့ဒိဋ္ဌိနဲ့ဝိသိကိစ္စကွာ၍သောတာပန်လောက်သာဖြစ်ကြသည်သောတာပန်လောက်နဲ့ရက်နေကြသည်ရက်ရောပေါ့ပိဿဒီဘက်ကဟာရက်ဆိုဟိုဘက်ပြောင်းသွားတာကိုဘယ်ဘက်ပြောင်းသွားတော့ပိဿဟိုဘက်ပြောင်းသွားသောတာပန်မယ်ဒီကလေးမလေးကတော့တရားနာပိဿကြီးသောတာပန်နဲ့မကအိမ်တော်ပြုတ်ပြီးတော့ဟိုဘက်မပြောင်းသည့်အတွက်အိမ်တော်မပြုတ်သည့်အတွက်သဂရာဂာမိမဖို့သို့ရောက်လာသည်နမက်နှစ်ဖို့ပေါ့ပိဿကြီးဘယ်နမက်ဘယ်နှစ်ဖို့တော့နမက်နှစ်ဖို့ရောက်လာပြီးတဲ့နောက်ကလေးမလေးတရားနာပိဿကြီးနေမကောင်းထိုင်မသာယောဂပြင်းပြင်းထန်ထန်ဆွဲကပ်ပြီးတော့လာခဲ့ဒီလိုယောဂဆွဲကပ်ပြီးတော့လာရမှခေါ်ပေးကြပါအနာတပိန်တစ်ထေကြီးကိုခေါ်ပေးကြပါဆိုတော့အနာတပိန်တစ်ထေကြီးကဇယက်တစ်ခုမှလှူရင်းတန်းရင်းကနေပြီးတော့သမီးလေးထံအရောက်လာသမီးလေးထံရောက်လာတော့ရှိသမီးသူမနာဒေဝီလို့အဲ့ဒါလို့အတန်ကလေးပြုတ်ပြီးခေါ်လိုက်တော့မောင်လေးတဲ့မင်းအမကြီးကိုခေါ်သလားတဲ့ပိဿကြီးသူမနာဒေဝီကသူ့ဖေပြောတဲ့စကားလေးနားထောင်ဆောင်မှမောင်လေးတဲ့မင်းအမကြီးကိုခေါ်သလားတဲ့ဘာတဲ့တုံးပိဿကြီးမောင်လေးမင်းမကြီးကိုခေါ်သလားတဲ့အဲ့ဒီတိုင်းပြောလိုက်တော့အနာတပိန်တစ်ထေကြီးကဟောအဖေကိုမောင်လေးလို့ခေါ်နေပြီငါသမီးယောဂတန်ချက်ကြောင့်ကြောင်ကရမ်းနဲ့ငါသမီးရောင်ရမ်းပြီးတော့များပြောလိုက်လေသလားမောင်လေးတဲ့အမကြီးမရောင်ရမ်းမှာဘူးတဲ့နာရဘိန်တစ်ထေကြီးမျက်လုံးပြူသွားတယ်သမီးကငါကိုမောင်လေးလို့ခေါ်နေပြီရောင်ရမ်းပြီးတော့ပြောသလားဆိုတော့လေအမကြီးမရောင်ရမ်းပါဘူးတဲ့ရှိသမီးသူမနာဒေဝီလေးမှာငါသမီးသေရမယ်ဖေးကိုကြောက်လေသလားငါသမီးသေရမယ်ဖေးကိုကြောက်လေသလားမောင်လေးအမကြီးမကြောက်ပါဘူးကွယ်အမလေးအဖေကိုခုတည်းထီမောင်လေးကြီးခေါ်နေပြန်ပါဘောလားဟေးတန်တော့ယောဂဝေဒနာပြစ်ထန်စွာခံပြီးတော့ငါသမီးကြီးသေရွာမမြန်းခင်ကြောင်ကရမ်းလေးရှောက်ပြောနေတာဟုတ်ပါပြီဟဲ့ခြေသမီးသူမနာဒေဝီတဲ့ငါသမီးလန့်သလားမောင်လေးတဲ့အမကြီးမလန့်ပါဘူးတဲ့လှုပ်ပြန်ပြီမောင်လေးလို့ကြီးခေါ်နေသည်သမီးဘယ်နဲ့ကြောင့်
အဖေကိုမောင်လေးလို့ခေါ်ရတာတော့အိုးတဲ့မောင်လေးမို့မောင်လေးခေါ်တာပဲကွယ်တဲ့အမကြီးကမောင်လေးခေါ်တာစိတ်မဆိုးပါနဲ့ဟောဗျာဒုက္ခပါပဲဟေးတန်တော့ငါသမီးယောဂဝေဒနာဖိစီးလို့အဖေကိုဝေလျင်မောင်လေးလို့ခေါ်တယ်သမီးတတိထားပါကွယ်သမီးရဲ့လို့အပါမှာကပ်ပြီးတော့တယုတ်တရနှစ်ဖူးလေးကိုစမ်းကြည့်လိုက်ဟောသမီးငါသမီးစကားမပြောတော့ပါလားလက်ပဲအောက်လက်ကလေးရှိုးကလေးမလေးရဲ့ခေါင်းကိုသူ့ပေါင်းမထားလို့ပါကလေးတွေပုတ်လို့မင်းစီကလေးလှုပ်ပြီးတော့သမီးအဖေခေါ်နေတဲ့သမီးသူမနာဒေဝီရဲ့မျက်လုံးလေးဖွင့်လာမောင်လေးရဲ့အမမနေရတော့ပါဘူးလှုပ်ပြန်ပြီတမောင်လေးတဲ့လေးနေတော့တာပါပဲလားသမီးငါသမီးပဲတော့ခုတစ်ချိန်မောင်လေးခေါ်နေတာတော့အိုးမင်းငါတဲ့ငယ်လူမောင်လေးခေါ်တာပါကွယ်ငါမောင်လေးရဲ့ဒုက္ခပဲခုတစ်ချိန်မောင်လေးခေါ်တော့မှလားတန်တော့ငါသမီးကြီးသေးပါဘူးသွားတော့မလဲတူပါရဲ့သတိထားလေဟင်မောင်လေးမမမျက်စိတွေပြားလာပြီကွယ်မောင်လေးရဲ့မျက်နှာကမနေရတော့ပါဘူးမနေရတော့ဘူးထဲမောင်လေးသေမဟာသေးဘုန်းကြီးမသက်တာဘူးသေမလူကသေမှာပဲကံပြေးသားကြီးသူမနာဒေဝီလေးသေပါလားသေပါဗျာအဲ့ဒီတော့ကမှအဖေလို့သူခမညာကသမီးသူမနာဒေဝီမိမလိမ္မာကြီးဟောမဟာသူဘာသာဆိုလဲသူဘာသာခေါ်တဲ့သမီးနဲ့ရောက်အိမ်အောင်ပြုတ်ဝေမယ်လို့ဟောဒီသမီးအငယ်အိမ်တော်မပြုတ်ပဲနဲ့အဖေလုတ်တဲ့အလုတ်ကိစ္စလေးနဲ့ပြုတ်ပြီးတော့လာခဲ့တယ်သမီးဟာပါလေခုတော့ငါသမီးကြီးအဖေပြေးသွားပါဘောလားအလိမ္မာတော့ကြီးအဖေကိုထားပစ်ခဲ့ပါဘောလားရဲ့လို့သမီးရတနာရဲ့လေအထီးတန်ကဖခင်ကိုထားခဲ့တော့မလားဟာတန်ရောစင်များအကျဉ်းသားတွေစုံလှကြီးရဲ့မြင်လာပုံသွေးတန်တွေကနောက်လူအောင်ပါသမီးရဲ့သူမနာမလေးအဖေမတော့ထောက်ရှူဇာနာကတဏငါသမီးကြီးသူမနာဒေဝီကိုသာငိုလိုက်တဲ့အဖိုးကြီးဗျာအနာရဝိန်ကြီးပြေးတာဘသူကြီးတော့ငိုနေတာငိုပြီးတော့ပူဆွေးဒုက္ခတွေရောက်ပြီးတော့ကမှသမီးကလေးအလောင်းကိုတင်းကြိုပြီးတော့ခါမြတ်စွာဘုရားထံရောက်လို့မြတ်စွာဘုရားတပည့်တော်သမီးသူမနာဒေဝီမရှိတော့ဘူးဗျာတပည့်တော်သမီးသူမနာဒေဝီမရှိတော့လို့တပည့်တော်အပူသောကတွေရောက်ပြီးတော့တပည့်တော်ခံစားရတဲ့ဒုက္ခတွေမပြောက်အောင်ဖြစ်နေပါလားဗျာအဲ့ဒါကတော့အနာထပိန္တိကတထေမပူဆွေးနဲ့လေလူတွေမှန်သမျှသေဘေးကဘသူလွတ်ကြလို့တို့လူသားကိုမဆိုးထားနဲ့ရှိသမျှတက်ရှိတတ္တဝါမှန်သမျှတို့သည်ဒါကတော့သေမျိုးကြီးပဲဟဲ့သေခြင်းတရားကိုထမင်းစားပြီးတော့စောင့်နေရတာပဲကွယ်ဒါရီတရီရှိပါမှာပေါ့မှန်လားပါဗျာတတိတော်တတိရှိပါတယ်ဗျာဖယားတပိတော်တတိရှိပေမဲ့လို့သူမနာဒေဝီသမီးငယ်ကလေးအလိမ္မာကလေးသေသွားသွားကနီးမြတ်စွာဘုရားရောက်ပြီးတော့ကရဝရန်နေပြောသွားတယ်ဗျာအဲ့ဒီကိုခရောင်ကရန်နေပြောသွားတဲ့စကားကြောင့်တပည့်တော်သမီးလေးကိုမျက်စိတဲ့ကမထွက်သူပြောတဲ့စကားတွေနားတဲ့ကမထွက်ဘူးဗျာဟဲ့တကတော့တင့်သမီးဘာတွေပြောသွားတော့တပည့်တော်သမီးလေးကတပည့်တော်ထဲလေအသက်ကြီးတဲ့ရောင်တပည့်တော်ကိုမောင်လေးတဲ့မြတ်စွာဘုရားအေးလေတဲ့ဟုတ်သားပဲတဲ့ဘုရားဘုရားမဖယားနဲ့ကွယ်ဟုတ်တယ်မြတ်စွာဘုရားဘယ်လိုဟုတ်တယ်လဲတပည့်တော်ကအသက်ကြီးပါတယ်ဘုရားတပည့်တော်ကမွေးတဲ့သမီးပါဘုရားအခုတော့တပည့်တော်သမီးကတပည့်တော်ကိုမောင်လေးခေါ်ယုံနေမကသမီးတရားမှကြောက်သလားဆိုတော့မောင်လေးအမကြီးမကြောက်ပါဘူးကွယ်တဲ့သမီးတရားမှလန့်မလားလို့ဆိုရတော့လေမောင်လေးအမကြီးမလန့်ဘူးတဲ့ဘုရားဒါကြောင့်ဗျာတပည့်တော်သမီးပြောသွားတဲ့စကားထူးခြားလို့လျှောက်ထားရပါဗျာလို့အဲ့ဒါလို့လျှောက်ထားတော့မှမြတ်စွာဘုရားကိုတော်မြတ်ကဟဲ့တကားတော့အနာရဘိန်တထေ
သင်သမီးလေးပြောတဲ့စကားမှန်တဲ့ကွယ်သင်ဒီယခုတည်းချင်းနဲ့ဝီစီကိစ္စကွာ၍သောတာပန်ပုဂ္ဂိုလ်များသာဖြစ်သည်သင်သမီးကပထမမဲ့ဖို့ရမကတဂရာဂာမိမဲ့တဂရာဂာမိဖို့သို့ရောက်၍လောကီမှာအဖေကအသက်ကြီးသမီးကငယ်တာမှန်တော်လဲလောကုတ်တရားအဖြစ်ကြည့်လိုက်ပါကယုတရမဲ့အစဉ်ဖို့အစဉ်တဂရာဂံဖြစ်နေပါသောကြောင့်အနာတပိသင်ကသောတာပန်ဖြစ်ခြင်းကြောင့်သင်နဲ့မဲ့အစဉ်ဖို့အစဉ်ရင့်ပြီးတော့သင်တဲ့ကုဏဝုဒ္ဓကြီးလို့မောင်လေးလို့ခေါ်သွားတာကွယ်ဗျာအမှန်မဲလားဗျာအေးရောင်ရမ်းတာမဟုတ်ဘူးတကားတော့ရဲ့အမှန်မဲကွယ်တက္ကရာဂမိမဲ့ဖို့ဆိုရောက်သွားပြီသင်နဲ့ကြီးသွားပြီမဲ့အစဉ်ဖို့အစဉ်ဒါဖြင့်ဗျာတပည့်တော်သမီးလေးယခုပဲဘဝမှာရောက်နေပါသလဲဗျာတကားတော့တုတ်တိတာနတ်ပြည်မှာသင်သမီးရှိလေရဲ့လို့အဲ့ဒီကဲ့သို့မြတ်စွာဘုရားဟောကြားတော်မူသည်ဒါကြောင့်တရားနာပရိသတ်ရေပဟေလိဆန်ဆန်ပေးထားတဲ့နာမည်ဒီတိုင်းကပြောလို့ကတော့ယုံကိုမယုံနိုင်တဲ့ဇတ်လန်းအခုတော့ပရိသတ်ကြီးယုံသွားပါလားခုနဝုဒ္ဓီဝရဝုဒ္ဓီခုနဝုဒ္ဓီဆိုတာဂုံကြီးတာဝရဝုဒ္ဓီဆိုတာအရွယ်ကြီးတာဝရဝုဒ္ဓီဆိုတာဘာကြီးတာခုနဝုဒ္ဓီဆိုတာဘာကြီးတာကျွတ်တို့လေဟောနားလည်အောင်ပြောရမယ်ဆိုရင်ပြိဿ90ကျော်အဖိုးကြီးသင်္ကန်းဝတ်တယ်90ကျော်မှဝတ်တယ်တုံးမှဝတ်တယ်မဝတ်တယ်တုံးမှဝတ်တယ်ညာနေမရှိမှပေါ့ညာတုံးမှဝတ်တာပြောပါလေတောင်တွေးမြောက်တွေးလျှောက်တွေးမနေညာနေတုံးမှအသက်ကြီးမှဝတ်တော့တောထွက်ကြီးပေါ့တဝါရပြည်သားကြီးဘယ်နှဝါရအသက်တော့ကြီးဘူးလား90ဆိုတော့အခုကျန်ဒီကဥဇတိလတို့က45နှစ်ရှိသေးတယ်45နှစ်ပြင်မယ်လို့ကျုပ်ကအသက်20ကရဟန်းခံတော့25ဝါရအဲ့ဒီ90တောထွက်ကြီးကတဝါရသေးတယ်အဲ့ဒီအသက်90တောထွက်ကြီးနဲ့ကျုပ်နဲ့ဘယ်သူကများရှ िख ိုးရမှာတုံးပြိဿအသိပလားသိပလားကြီးတာပြေးတာကြီးတာသိပလားတောထွက်ကြီးနဲ့ကျုပ်နဲ့ဘယ်သူကကြီးတော့အဲ့ဒါကြောင့်ပဟေလိဆန်ဆန်မှဲ့တဲ့ဇတ်လန်းမှာဆိုမှပြေးသားကြီးဟိုတောထွက်ကြီးနဲ့ကျုံနဲ့ဘယ်သူကကြီးဘာကြီးတာတော့အေးဝါကြီးတာဝါကြီးတာကဲဟိုဘက်ကတခါလှည့်ပြောကြအောင်ဆိုတောထွက်ကြီးနဲ့ကျုံနဲ့ရှင်ကြီးလိုက်တော့တောထွက်ကြီးကကြီးတယ် तू ကဘာကြီးတာ तू ကအသက်ကြီးတာကျုံကဘာကြီးတာတော့ဝါကြီးတာဂုံကြီးတာဒါကြောင့်တရားနာပြိဿသမီးလေးပြောသွားတဲ့စကားဖခင်ကမမှားဘူးလို့အဲ့ဒီကဲ့သို့ဟောပါသဖြင့်ခွန်းလင်းကမှာဖြစ်ကြတဲ့ဆံကောက်ရေးထားတာဗါတဲ့ဆိုလိုက်စမ်းပါဖခင်ကြီးကသမီးကလေးထက်ငယ်ပဲလိုက်တော့နောက်ကလူတွေကြောင်းခိုးမနေနဲ့ကြားဘူးကြရဲ့လားလောကလူများမယုံနိုင်တရားပဲယုံခြင်းယုံမယုံခြင်းနဲ့သမီးထငယ်သောဖေဖေသမီးထငယ်သောဖေဖေဟုတ်ပါသလေဟုတ်ပါသလေဘုရားဘဂဝါဒီတရားအထင်အရှားဟောခဲ့ပြီလောကလူတွေပြီးနေကြတာဖေဖေပြီးနေကြတာဖေဖေအသက်ကြီးတာတော့ဟုတ်ပါသလေဘယ်နည်းနဲ့မှမငြင်းနိုင်မေသို့တော်ပြန်ဆိုဟိဗါတဲ့အသက်ကြီးတာတော့ဟုတ်ပါသလေဘယ်နည်းနဲ့မှမငြင်းနိုင်မေသို့တော်လေခုနဝုဒ္ဓီတကယ်ကြည်တော်သောတာပတ္တိဖြစ်ပြီဖေဖေလေသမီးဖြစ်သူတဂရကောင်အစီမို့
ပြေးတာအဖေကဘာတော့အဖေကသောတာပန်သမီးလေးကသူကတရားနာပြေးတာမဲဆင့်ဖို့ဆင့်မြင့်မနေဘူးလားမြင့်ပါဗျာပါတယ်ဆိုလိုက်ဆမ်းမခုနဝုဒ္ဓိတကယ်ကြည်တော်သောတာပတ္တိဖြစ်သည်ဖေဖေလေးသမီးဖြစ်သူတဂရကောင်းအစီမို့မဲ့အဆင့်ဖို့အဆင့်ကြီးရင်ပါသည်လေဘယ်တော့မှဆိုထားတာလားကြလာပါဟေးတို့ဒါဂျန်ဒီကန်ရိမ့်ပေးတာကြီးဘာရိမ့်တို့အတန်းကမမှန်သေးဘူးခုနှစ်ကမှရေးထားတာဆိုတော့ကြိုက်တဲ့ခေါက်ပြန်စားနောက်ကလူတွေအကုန်လုံးဝိုင်းလိုက်စမ်းဘာလဲဆိုတော့မှဖခင်ကြီးကဆိုအကုန်လုံးဖခင်ကြီးကသမီးလေးထငယ်ပဲကြားဘူးကြရဲ့လားလောကလူအများမယုံနိုင်တရားပဲယုံခြင်းယုံမယုံခြင်းနဲ့သမီးထငယ်တော့ဖေဖေသမီးထငယ်တော့ဖေဖေဟုတ်ပါသလေဘုရားဘဂဝါဒီတရားဟာအထင်အရှားဟောခဲ့ပြီလောကလူတွေသိနေကြတာဖေဖေအသက်ကြီးတာတော့ဟုတ်ပါသလေဘယ်နည်းနဲ့မှမငြင်းနိုင်ပေသို့သောလေခုနဝုဒ္ဓိတကယ်ကြည်တော်သောတာပတ္တိဖြစ်သည်ဖေဖေလေသမီးဖြစ်သူတဂရကံအစစ်မို့မဲ့အဆင့်ဖို့အဆင့်ကြီးရင်ပါသည်လေသူမနာမြည်မှန်တော့ရေးတာပါတယ်အဲ့ဒီတော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ဟောသည့်အတိုင်းပြန်ကြည့်ရင်ဒီကနေ့ပေးထားသောနာမည်ကဘာတဲ့တုံးပြိဿဇာလန်းသမီးထဲငယ်တယ်ဆိုတာဘာငယ်တာတုံးပြိဿခုနဝုဒ္ဓိသမီးကကြီးလို့အဖေလို့သူကဂုံအားဖြင့်ငယ်ပါတယ်ပြိဿဘာအားဖြင့်ဖေကငယ်နေတာတော့မဲ့အဆင့်ဖို့အဆင့်အားဖြင့်ငယ်ဘူးလားပြိဿအသက်တော့ဘသူကကြီးတော့အဖေလို့သူကအသက်ကြီးတာပေါ့ဒီထဲတို့တကာအေးကပထွေးတဲ့သိလဲမသိပဲနဲ့သူကရမ်းဖြေနေကဲသူလည်းခုသဘောပေါက်သွားတော့ပါဒါကြောင့်တရားနာပိဋကကြီးဘုရားကိုတော်မြတ်ကမြတ်စွာဘုရားတဲ့ဘိအဲ့ဒီအနာတပိန်ကလျှောက်လို့ဘုရားတပည့်တော်ဤသမီးသည်ကောင်းမြတ်သောအလုပ်ကိုလုပ်၍ကောင်းမြတ်သောသူဂတိဘုံဘဝသို့ရောက်ပါသလားဘုရားလို့ဆိုတော့တကားတော့ကောင်းတဲ့အလုပ်လုပ်ရင်ဒီလိုပဲရောက်ရတဲ့ကွဲလို့ကဒါဘုံကြောင့်ပြုတ်အပ်ပြည့်သောကုသိုလ်ကောင်းမှုရှိသောသူသည်ဣဒာဤပြစ္ဆုတ်ပံလောက၌နန္ဒတိနှစ်သက်ဝမ်းမြောက်ရ၏ပြိဿကောင်းတဲ့အလုပ်လုပ်ရင်ဒီပြစ္ဆုတ်ပံလောကဝမ်းမမြောက်ဘူးလားပြိဿပစ္စတမလုံးလောက၌လည်းနန္ဒတိနှစ်သက်ဝမ်းမြောက်ရ၏သိသွားတဲ့ဟိုဘက်ကဝမ်းမမြောက်ဘူးလားပြိဿဥပယထာပြစ္ဆုတ်ပံတမလုံးနှစ်တန်သောလောက၌နန္ဒတိနှစ်သက်ဝမ်းမြောက်ရ၏ဒီလောကလည်းဝမ်းမြောက်ရတယ်သိသွားတဲ့ဟိုဘက်နောက်ဘဝလည်းဝမ်းမြောက်ရတဲ့မြောက်ရဘူးလားပြိဿဒါကြောင့်တရားနာပိဋကကြီးမြတ်စွာဘုရားကိုတော်မြတ်ကဥပယထာပြစ္ဆုတ်ပံတမလောနှစ်တန်သောလောက၌နန္ဒတိနှစ်သက်ဝမ်းမြောက်ရ၏မင်္ဂလာသည်ပုံညာကောင်းမှုကိုကတံတိပြုအပ်ပြီးဟု၍နန္ဒတိနှစ်သက်ဝမ်းမြောက်ရ၏သိသွားတဲ့ဟိုဘက်လည်းဝမ်းမြောက်ဒီဘဝလည်းဝမ်းမြောက်ဒုက္ကတေသူဂတိဘုံဘဝသို့ဂတ်တော်ရောက်သည်ဖြစ်၍ဘေရောလွန်စွာအတိုက်ထဲလွန်လို့ခေါ်ပါတယ်မှန်လားပြိဿကြီးဘေရောလွန်စွာနန္ဒတိ
နှစ်သက်ဝမ်းမြောက်ခြင်းအစီဖြည့်ကြည်ဖြစ်ရာရှာလေတော်သတည်းအဲ့ဒီကဲ့သို့မြတ်စွာဘုရားဟောကြားတဲ့ဒေသနာနာရသဖြင့်တရားနာပိဋကအပေါင်းတို့သောတာပတ္တိဖလာဒီနိသောတာပန်သက္ကရာကအနာဂယဟောင်းနာတွေဖြစ်ကြပါသည်ဆိုတဲ့သမီးထက်ငယ်သောဖေဖေဆိုတဲ့ဇလန်းသည်ဒီကနေ့10နာရီလောက်သောအချိန်မှနေထိတမ်းပါတယ်ပြိတ္တာဒါကြောင့်ဒီကနေ့ရှေ့ပိုင်းတရားခိတ္တနာကြအောင်စို့ဗမာရိနာမမေ့မလျော့မပေါ့မဆာသောတတိတရားဖြင့်တံပါတိထမိမိတို့ကြီးမှန်သမျှလွယ်လင်းတဲ့ကူပါလာလို့မပင်မကြပါဘူးဆိုရင်ဖြင့်ချွေးနှဲစာလေးတွေကကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်း